ချက်သွန်ဖြူတစ်လုံးကိုတင်စားလိုက်ရင်အစာချေစနစ်ကိုကောင်းမွန်စေတယ်။ဦးလန်းကျောင်းရှိပိုးတွေကိုသေးစေပြီးဖိုက်ဖောင်းတာကိုကာကွယ်ပေးတယ်။နှလုံးသွေးကြောတွေကိုလည်းကောင်းမွန်စေပြီးသွေးတိုးနဲ့နှလုံးရောဂါတွေကိုမဖြစ်အောင်ကာကွယ်ပေးတယ်။အာရုံကြောစနစ်တွေကိုလည်းကောင်းမွန်စေပါတယ်။ခန္ဓာကိုယ်ရဲ့ကြွက်အားတွေကိုအောက်ဆီဂျင်စီးဆင်းမှုကိုကောင်းမွန်စေပြီးကိုယ်ခန္ဓာစနစ်ကိုကောင်းစေတယ်။ချက်သွန်ဖြူကအစာရင်အချင်းတက်ကိုထိန်းညှိပေးပြီးအစာရင်ဖြစ်ခြင်းကိုကာကွယ်ပေးတယ်။တက်လုံးကိုလည်းကောင်းမွန်ပါတယ်။ခုလိုဘူးတူတာတွေကိုသင်ပေးမှာဖြစ်လို့ like and subscribe လုပ်ပေးခဲ့ပါ။ကျေးဇူး